လေးကိုအနေဒီနေ့ညနေဒါအဲ့တော့ဖော်ပြတာကညောဒါအော် traditional food ဒါလည်းပေါ်လို့အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာကတော့အင်နီကဝနကရင်တို့ရအစားအသောက်ဖြစ်တဲ့ဒါလည်းပေါ်ဟင်းကိုချက်ပြသွားမှာပဲဖြစ်ပါရှင်ဒါလည်းပေါ်ဟင်းကိုအမျိုးမျိုးတော့ချက်ကြရပါတော့အင်နီချက်ပြတဲ့ recipe လေးကလွယ်ကူတယ်ပြီးတော့ ingredients တွေလည်းတအားမခက်ခဲတဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ like ပြီးတော့လောက်စားကြည့်ဖို့ပြောချင်ပါတယ်ရှင်အရင်ဆုံးအင်နီ ingredients လေးတွေအရင်ပြပါမယ်ပစ္စည်းတွေကတော့ဆန်မုန်ကင်မွန်းချင်ရွက်ငုံဦးပြုတ်နဲ့ချက်တာပြီးသားချက်တာမြစ်တူပဲဖြစ်ပါတယ်ရှင်အရင်ဦးဆုံးချက်သွန်နီးချက်သွန်ဖြူချင်းအသုံးပြုပြီးတော့ချက်သားကိုစီသက်ပေးပါရှင်အရသာအနေနဲ့စားရဲ့အချိုမုံရဲ့အရင်ထည့်ထားပါတယ်ရိုက်ထားတဲ့အထဲမှာတော့မပါလာဘူးပေါ့နော်ချက်သားဟင်းချက်ပြီးဆိုတာနဲ့ပကံလေးရဲ့ခဏထည့်ပေးပါရှင်ပြီးရင်အနီတို့ရင်နွေးတင်မယ်ရင်နွေးတင်နေရဲ့အချိန်မှာဆန်မုံကိုရေချက်အင်းနဲ့ဖြောပေးပါရှင်ရင်နွေးပွပွဆူလာပြီးဆိုတာနဲ့ဖြောထားတဲ့ဆန်မုံအရည်လေးကိုလောင်းထည့်ပေးပါရှင်ဒီရနဲ့ရောင်းမလေးနဲ့ခဏနာလေးမွေပေးရမှာဖြစ်ပါတယ်ရှင်ဒီနေရာမှာခဏနာလေးမမွေဘူးဆိုလို့ရှိရင်ဆန်မုံတွေကအခဲလိုက်ကြီးဖြစ်တတ်ပါတယ်ရှင်အနီကတော့9မိနစ်လောက်မွေခဲ့ရပါတယ်ဆန်မုံအရည်ကဒီအနေထားလောက်ရောက်လာပြီးပြစ်လေးဖြစ်လာပြီးဆိုတာနဲ့အရွက်တွေကိုအရင်ဦးဆုံးထည့်ပါမယ်ဒီနေရာမှာကျိုင်းနဲ့တက်ရအရွက်ထည့်နိုင်ပါတယ်ရှင်အနီကတော့မြင့်နဲ့ကင်မွန်းကျင်ရအသုံးပြုပါတယ်ရှင်တချို့ကျတော့လည်းပင်စိမ်းနဲ့မုံလာကြောက်သုံးတဲ့သူလည်းရှိတယ်ပေါ့နော်ရတာအတွက်ကိုတော့အနီတို့စားရဲ့အချိုမုံရဲ့အသုံးပြုပါမယ်ရှင်ဒီနေရာမှာအချိုမုံမကြိုက်လို့ချက်သားမုံထည့်ချင်လည်းရပါတယ်ရှင်ပြီးရင်နောက်ထပ်9မိနစ်လောက်တည်ပေးပါရှင်ပြီးရင်အနီတို့ချက်ထားပြီးသားချက်သားနဲ့ငုံအုပ်ပြုတ်ကိုထည့်ပါမယ်ရှင်ချက်သားနေရာမှာဝက်သားငါးပစုံအမေသားစသဖြင့်ကျိုင်းနဲ့တရအသားကိုအသုံးပြုနိုင်ပါတယ်ရှင်အသားလုံးနေနဲ့ချက်ချင်လည်းရပါတယ်ရှင်အနီကတော့ချက်သားကိုပဲအသုံးပြုထားပါတယ်ရှင်ဦးမချခင်မှာအရေးကြီးဆုံးကတော့အရသာအရင်မိရတာပေါ့နော်အပေါ်ငံအားလုံးအဆင်ပြေနေတဲ့အတွက်အနီဘာမှထပ်မထဲတော့ပါဘူးအခုဆိုရင်တော့အနံ့ရတာပြည်စုံလာတဲ့အနီတို့ရဲ့ကရင်ရွရတာလဘောဟင်းကျူလေးရပါပြီရှင်ပိုက်လေးစနေပြီဆိုတော့ထမင်းစားတဲ့စီကိုသွားရအောင် let's go ကဲဒါဆိုလို့ရှိရင်အခုမှပပူနည်းနည်းချက်ပြီးတဲ့ကရင်ရိုးရအနီတို့ရဲ့ကရင်ရိုးရတာလဘောဟင်းနဲ့ထမင်းစားပြပါတော့မယ်ရှင်တာလဘောဟင်းပြင်ဒီမှာအိမ်မှာပေါ့နော်ရှိတဲ့ပြီးရင်တူစရာငရုတ်ပြီးရင်ပဲသီးကြော်နဲ့ပေါ့နော်မင်းစားရအောင်ရှင်အရင်ဆုံးဆိုရင်တောင်းပါမယ်ပြင်မဆိုတော့ပြီးငရုတ်ပြီးရတော့ဒီဆိုင်ပန်းဖြစ်ပါတော့ပြီးတော့ပြီးအရင်စားလို့ရှိရင်ကောင်းနေကအဆက်အရင်ကြိုက်တဲ့သူဆိုတော့များလေးထည့်ဒီနေ့ရဲ့ main dish လေးလာပါပြီအခုဆိုရင်ဒါလည်းပေါ်ဟင်းလေးပေါ့နော်ချက်သားရဲ့မြင့်ရဲ့မွန်းကျင်ရဲ့ငုံဥတွေနဲ့စားကျင်စရာချက်သားပါနော်စားကြပါအောင်ဒါဆိုလို့ရှိရင်တော့အနီတို့ဒီနေ့ချက်ပြသွားတဲ့အရင်ရိုးရတာလဘောဟင်းလေးကတွေ့တဲ့အတိုင်းပဲပေါ့နော် ingredients တွေပေါင်းပစ္စည်းရတယ်လွယ်တယ်ချက်တုံချက်နည်းရတယ်မခက်ခဲဘူးပေါ့နော်အရင်မခက်ဘူးဒါကြောင့်မို့အိမ်မှာတစ်ခါလောက်ပဲဖြစ်ပေါ့နော်လှုပ်ရှားကြည့်ဖို့အတွက်အနီအကြံပြုချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အလုပ်ကြည့်စများကြည့်ချင်ပါတယ်and see you in my next video bye